ဒီနေ့မှာတော့အရန်ကိုလှပပြီးချစ်ဖို့ကောင်းတဲ့သူတို့သမီးနှစ်ယောက်ရဲ့မင်္ဂလာပွဲအကြောင်းကိုပြောပြပေးသွားမှာပါဗီဒီယိုလေးရဲ့အစမှာတော့ဖြူစင်နဲ့မင်္ဂလာဝတ်စုံလေးတွေနဲ့အရန်ကိုလှပနေတဲ့သူတို့သမီးနှစ်ယောက်ကိုတွေ့ရမှာပါသူတို့ရဲ့မိသားစုဝင်တွေကလည်းဝိုင်းဝန်းပြီးဆူတောင်းပြတာတွေပို့တာပြီးနေကြတာကတကယ်ကိုကြည်နူးစရာကောင်းလာပါတယ်မင်္ဂလာဦးညအလှဆင်ထားတဲ့အိယာပေါ်မှာထိုင်ရင်လူကြီးသူမတို့ရဲ့ဆုံးမစကားကိုရိုးရိုးတည်တည်နားထောင်နေကြတာကလည်းမြင်ရသူအပေါင်းကိုပီတိဖြစ်စေပါတယ်။အခမ်းအနားပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ရဲ့ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေစတင်လာပါတော့တယ်။နှင်းစီပွန်ဖက်လေးတွေနဲ့ပြုလုပ်ထားတဲ့အသေးပုံလေးထဲမှာလေးလျောင်းရင်တယောက်ကိုတယောက်ချစ်မြတ်နိုးတဲ့အကြည့်တွေနဲ့ကြည်နေကြတာကတကယ်ကိုရုပ်ရှင်တွေကအတိုင်းပါပဲ။ညမှန်လေးတွေတက်ပြီးချစ်စရာကောင်းတဲ့ပုံစံလေးတွေနဲ့ထပ်ပုံရိုက်ရင်သူတို့ရဲ့ပျော်ရွှင်မှုတွေကိုကဘာတိအောင်ထုတ်ဖော်ပြသခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာမင်္ဂလာဦးညကိုအီးချမ်းချမ်းဖြတ်တန်းပြီးနောက်တနေ့မနက်ခင်းမှလည်းနှွေးထွေးတဲ့အနံလေးတွေနဲ့အတူဘဝသစ်ကိုအတူတူစတင်လိုက်ကြပါတော့တယ်။တကယ်ကိုအားကျစရာကောင်းတဲ့အချစ်ဇလံလေးတစ်ပုဒ်ပါပဲရှင်။